တော့ကော်ဖီနဲ့လေကိုမှုေးနေရတယ်ကျွန်တော်တို့ရှိကိုနေရနေပြီးတော့အထူးသဖြင့်ချောင်းသာမျိုးကနေပြီးတော့ရုံရုံကြီးကြီးနဲ့ဖုန်းလေးတစ်မျိုးလှမ်းပါလေနော်အဲ့ဒါလေးကဘာလဲဆိုတော့ Xiaomi CV5 Pro အဲ့ဒါမှာကော်ဖီရလူကြိုက်အများဆုံးအရာဝယ်ရအခက်ဆုံးအရာနဲ့ပစ္စည်းရောက်တာအနည်းဆုံးအရာချောင်းသာသွားဘူးတဲ့ဒီတိုင်းလည်းသိတယ် Acre Resort Group ရဲ့ပဲ့ကင်ရှင်အန်ကယ်ဦးစိုးသားအောင်နေပြီးတော့ဖုန်းလေးမှာယူထားတယ်အားပေးထားတယ်ရုံကြီးကြီးနဲ့ကိုဘာပြောလဲဆိုတော့ညီလေးတခါလေးဖောက်ပြီးတော့လိုအပ်တာလေးလုပ်ပေးလိုက်ပါ software တွေပါတွင်းတာအစားလိုတာတခါတည်းဒီပါတယ်စိတ်ချတယ်လိုတာလေးတခါလေးလုပ်ပေးလိုက်ပါလို့ကျွန်တော်ဘက်ကနေအခု unboxing video လေးရိုက်ပြပေးမှာဖြစ်တယ် unboxing ဆိုတာထက်ကိုပေါ့နော် customer ကိုပို့ပေးရမှာလေးလည်းဖြစ်နေတော့ဟိုဖောက်ကြည့်မယ်ပေါ့ဗျာဒါလေးတစ်ချက်လိုက်ကြည့်ပေးပါနော်ဘူးရှိနေတယ်Xiaomi CV5 Pro coffee ရောင်းလေးမှာတော့67 watt fast charger လေးသူ့ charger ပဲဖုန်းကတော့ဒီမှာလုံးဝကျွန်တော်တို့ငငယ်စားတယ်လေ Wi-Fi ထုတ်ပေးတာငွေရောင် Wi-Fi ထုတ်လေ chocolate အဲ့ဒီနဲ့လေးပဲလုံးဝမိုက်တယ်ကျွန်တော်ကလေးတွေပါလေစားရ Wi-Fi နဲ့လေသူ့ရဲ့အနံ့အဲ့လိုပေါ့နော်တောက်လျှောက်ကိုအဲ့လိုလေးမှုေးနေတာ packing ဖောက်ဖောက်ချင်းမှရတယ်နောက်ပိုင်းသုံးရင်တော့အနံ့ရှိမရှိတော့မပြောတတ်ဘူးနော်မှန်ပြီလေးကုန်မယ်ကျွန်တော်တို့အခုထွက်ထားသမျှ CV series တွေထဲမှာ performance အကောင်းဆုံးပဲဒီ CV5 Pro လေးဟာလူကြိုက်ကလည်းတော်များတယ်သူကအားတာချက်က battery mAh ကတော်တော်လေးကိုခံလာကျွန်တော်တိတိတတ်တာပေါ့နော် CV4 Pro လို့ပါရှေ့ရ model တွေတက်ပြီးအများကြီးဒီ model မှာကျန်းပေးတာဆက်တော့ကော H4 နဲ့လာမယ် battery ကကျွန်တော်တို့ကြည့်ကြတော့မသိ9000ကျော်6000တပတ်လဲလောက်ရမှာပေါ့နော် battery ကတော့ battery တော်ခံလာပြီ CV4 Pro မှာတော့မှအဲ့လောက်ကြီးမပါတာဘူးပြီးတော့ကန်ရတာလဲ compact ဖြစ်တယ်နဲ့ထဲမှာတော်တော်လေးကိုချစ်ချစ်လေးလေးလေးနဲ့စိုက်လေးတအားမကြည့်ဘူးတအားကြီးလည်းမသိဘူးပြီးတော့ memory လည်းထိုက်တင်များတယ်ပြီးတော့သူ့ရဲ့အားသာချက်ကကင်မရာကျွန်တော် Leica နဲ့ collaborate လုပ်ထားရပုံမှာတော်တော်လေးကိုကောင်းနေတယ်ပါတယ်နော်ကင်မရာပိုင်းဦးစားပေးပြီးသုံးမယ်ဟိုကဖုန်းဆိုလို့ရှိရင်အထူးသဖြင့် Redmi တွေပိုင်းခိုင်းတယ်ဆိုလို့ရှိရင်မီတွေကသုံးဖို့စဉ်းစားနေပေါ့နော်ဟိုက Redmi တို့ဘာလို့တဲ့ဈေးလည်းနည်းနည်းပို့သုံးနိုင်တယ်ဒီ Android တွေကသုံးနေတယ်ဆိုတော့ဒီအခုရှိတဲ့ budget ဈေးတန်းထဲမှာဒီဈေးတန်းထဲမှာဒါလေးကသုံးတင်တယ်ဈေးလည်းအားကြီးများတဲ့ထဲလည်းမပါဘူးတော့မှကျွန်တော်တို့16သိန်းကျော်16ပတ်ချလဲထဲမှာသုံးအဆင်ပြေတယ်နောက်ဒီ model လေးရတော့ okay အားလုံးကျေးဇူးတင်ပါတယ်လိုအပ်တာရှိရင်ကျွန်တော်ကိုဆိုင်ကနေပြီးတော့ဟိုဆိုင်မှာလာရောက်ပြီးဝယ်လို့လည်းရတယ်ဒါမှမဟုတ်လည်းကျွန်တော်ရဲ့ TikTok account ကနေပြီးလမ်းမှာလည်းရတယ်ဖုန်းနံပါတ်လေးလည်းတင်ထားတယ်အဲ့ကနေလက်ဆက်သွယ်ပြီးလည်းရတယ်အားလုံးကျေးဇူးတင်ပါတယ်ကလေးကကိုစစ်ပါ